site ပြောလိုက်တာနဲ့ဘယ်ဈေးလဲဆိုတာသိအောင်ဈေးပြောလိုက်တာနဲ့ဘယ် site လဲဆိုတာသိအောင်လို့ကျွန်တော်ဒီ video sharing လုပ်ပေးရှင်းဖြစ်ပါတယ်ဒီ videoအားလုံးပဲမင်္ဂလာပါဗျာ Yamring blog ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဟုတ်ကဲ့ပါဒီ video မှာဆိုရင်တော့ကျွန်တော်ဗာ sharing လုပ်ပေးမှာလဲဆိုတော့ကျက်သွန်တာဘယ်နှစားရှိလဲပြီးတော့ site တွေဘယ်နှ site ရှိလဲဆိုတော့ကျွန်တော် sharing လုပ်ပေးပါမယ်ဟုတ်ကဲ့နံပါတ်1အချက်ကျက်သွန်တာအပွားအစနဲ့အမားစားရှိပါတယ်အပွားအစနဲ့အမားစားဘာကွာလဲဆိုရင်အပွားအစကအခွန်ကျွတ်လွယ်ပါတယ်အမားစားကတော့အခွန်ကတော်တော်နဲ့မကျွတ်ပါဘူးဟုတ်ကဲ့ပါဒီအခုကျွန်တော်ပြတဲ့ကျက်သွန်ကတော့ဒါကတော့အမားစားပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီကျက်သွန်မှာဆိုရင် mix တို့မြင်တဲ့အတိုင်းပဲ site တွေလည်းရှိပါတယ်ဟုတ်ကဲ့ပါဒီအသေးဆုံးမှာဆိုရင်ကျွန်တော်တို့ဘယ်လိုခေါ်လဲဆိုတော့ဒါမျိုးရှားလို့ခေါ်ပါတယ်ထုတစ်ဒါထုနှစ်ထုသုံးထုလေးထုငါထုလွန်ဆိုပြီးတော့ရှိပါတယ်အခုကျွန်တော်ဒီပြထားတဲ့ကျက်သွန်တွေကတော့ထုငါထီပဲရှိပါတယ်ထုလွန်ကတော့ကျွန်တော်တို့ဒီ on band ကျက်သွန်အသိမဥတာဖြစ်တဲ့အတွက်ထုလွန်ကတော့ကျွန်တော်မပြပေးတော့ပါဘူးဟုတ်ကဲ့ပါဒီ site တွေကြည့်ရှင်းအဖြစ်ဘာတွေလုပ်လို့ရလဲဆိုတော့ဒီ site တွေရှိချင်းအဖြစ်ပွဲစားတွေကဈေးနှုန်းသတ်မှတ်တာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကိုက site ပြောလိုက်တာနဲ့ဘယ်ဈေးလဲဆိုတာသိအောင်ဈေးပြောလိုက်တာနဲ့ဘယ် site လဲဆိုတာသိအောင်လို့ကျွန်တော်ဒီ video sharing လုပ်ပေးရှင်းဖြစ်ပါတယ်ဒီ video ရဲ့အားသာချက်တော့ဒီကျက်သွန်ကိုဝယ်လောင်ချင်တဲ့လူအတွက်ကျက်သွန်ကိုအခုမှစလုပ်လို့တဲ့သူများအတွက်ရည်ရွယ်ရှင်းပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်နားမှာလည်းကျက်သွန်တွေရတာဖြစ်တဲ့အတွက်ဝယ်ရောင်းလုပ်ချင်တဲ့သူများအားလုံးကျွန်တော်ကိုဆက်သွယ်လာဖို့ကျွန်တော်ဒီကနေပဲသတင်းကောင်းပါလိုက်ပါတယ်ဗျာဟုတ်ကဲ့ကျေးဇူးအထူးတင်ရှိပါတယ် see you the next video bye